အပိုင်း689ရှေးအောင်နတ်ဆိုးနှစ်ပါးရဲ့တိုက်ပွဲရှေးအောင်နတ်ဆိုးရဲ့ဂျိတ်ပိတ်မှုကိုဖျက်ဆီးတဲ့နီလန်ဟာစုံမဲ့တစ်ခုတည်းသူပြစ်မှတ်ထားခြင်းမဟုတ်ဘူးအဲ့ဒီအစားဂျိတ်ပိတ်မှုရဲ့နေရာအနှံ့ကိုတပြိုင်နက်တည်းတိုက်ခိုက်ရင်လိုအပ်တယ်ထိုတိုက်ခိုက်တဲ့စွမ်းအားမလုံလောက်လို့ရှိရင်လည်းတက်ရောက်မှုရှိလိမ့်မှာမဟုတ်ဘူးထိုအခါမှာဝမ်လင်းရဲ့တက်ဖြတ်ခြင်းစွမ်းရည်တန်းက100လောက်အားရဲ့စူးစီးထားခဲ့ခြင်းနဲ့ဖြစ်တယ်ဒါကြောင့်မလို့ဒီမန်နယ်ရဲ့စွမ်းအားတုံလုံးစီကကောင်းနေတယ်။ဝမ်လေးကကောင်းကင်ဘုံတက်ဖြတ်သူပညာရဲ့အစိတ်ငယ်တစ်ခုကိုပြီးပြည့်စုံပြီးတဲ့နောက်ထိုမန်နယ်ကိုမရဏလက်ချောင်းနေရာမှာအစားထိုးခဲ့တယ်။ဝမ်လေးကနတ်ဆိုးမိတ်စာချက်ဝက်ဝစ်စင်ထားပြီးတစီလောကမြင့်တဲ့နတ်ဆိုးလက်ချောင်းကိုတွဲဆက်အသုံးပြုတဲ့ပွဲသိမ်းတိုက်ကွက်၃ခုတွေမှာတစ်ခုအပါဝင်ဖြစ်လာခဲ့တယ်။ရတဲ့ညမန်နယ်ကတော့ဝမ်လင်းအတွက်အသက်ကယ်မန်နယ်တစ်ခုလားဖြစ်တယ်။ तू ကအဲ့ဒီမန်နယ်ကိုရှို့ထားတဲ့ဆုံးဖြတ်ထားတယ်ဘသူမှသူ့မှာထိုမန်နယ်ရှိတဲ့အကြောင်းကိုမသိတဲ့အခါမှာသူ့အနေနဲ့တင်းရှင်အခိုက်ရတဲ့ရက်တဲ့ညမန်နယ်ကိုအသုံးပြုနိုင်ပြီဖြစ်တယ်။တပ်ပြချင်းစွမ်းရည်အမြင့်တန်းကမိုးဆက်မိုးပေါင်များကဲ့သို့နတ်ဆိုးစွမ်းရည်အကာမျက်နှာပြင်ပေါ်သို့ကြာရောက်နေတယ်။မိနက်စုမြို့တော်အပြင်ဘက်မှာရှိတဲ့နတ်ဆိုးအကာထံမှထိခိုက်ပောက်ဝဲတဲ့များဇက်တိုက်ထွက်ပေါ်နေတယ်။နတ်ဆိုးအကာမျက်နှာပြင်ကပြင်းပြင်းထန်ထန်တုန်ခါလာတယ်။ဝမ်လေးရဲ့အတွန်းကနတ်ဆိုးအကာအပြင်ဘက်မှာမမိတ်မတုံရက်နေပြီးတော့သူ့ရှိမှရှိတဲ့မြင်ကိုစောင့်ကြည့်လို့နေတယ်။အဲ့ဒီနောက်နတ်ဆိုးအကာမျက်နှာပြင်ပေါ်မှာအကွဲချောင်းတွေဖြစ်ပေါ်လာပြီးတဲ့နောက်မှာနောက်ဆုံးမှာတော့အဲ့ဒီအကာဘန်းကနေပောက်ဝဲပစ္စည်းသွားတော့တယ်။အဲ့ဒီတော့မှတက်ပြက်ချင်းဆွဲရဲ့အမြင့်တန်းကမြို့တော်တဲ့သူဒရဂျာတိုးဝင်သွားတာမြို့တော်တစ်ခုလုံးမီးခိုးရောင်မီးခိုးငင်များနဲ့လွှမ်းခြုံသွားတော့တယ်။နတ်ဆိုးအကာပျက်စီးသွားတဲ့အခါမှာဝမ်လင်းကမြို့ထဲကိုလမ်းလျှောက်ပြီးတော့ဝင်လာတယ်။မြို့တော်အလယ်မှာရှိတဲ့နတ်ဆိုးတောင်ကြားကနေပြီးတော့နတ်ဆိုးဝိညာဉ်ဆွဲရည်မုံတိုင်းတစ်ခုကပောက်ဝဲထွက်လာတယ်။သူကကောင်းကင်ထက်မှာခရမ်းရောင်တိတ်တူးတစ်ခုကိုပြောင်းလဲသွားစေတယ်။ကောင်းကင်ကတဝီနီးလာကဂျွန်းပူးကျိုတစ်ချောင်းနတ်ဆိုးပုံရိပ်တစ်ခုပေါ်လာတယ်။၎င်းရဲ့မျက်လုံးကကြက်တိချပွဲအလင်းကိုပေးစွမ်းနေကလေထဲမှာညှောလွတ်နေရင်ဝမ်လေးကိုပရက်စိတ်တစ်ကောင်ကဲ့သို့ကြည့်နေတယ်။နှိမ့်ကြတဲ့ချင်းချန်သူမင်းကပေလောရဲ့အကာအကွယ်ရထားရတော့မှမင်းကငါနတ်ဆိုးအကာကိုဖျက်ဆီးဝင်တဲ့တော့မင်းတေကိုတေရမယ်။အဲ့ဒီတော့မှာတော့နတ်ဆိုးအရေးထံမှာထွက်ပေါ်လာတဲ့အတန်ငရဲပိုးထဲမှာထွက်ပေါ်လာသလားမှတ်ရကအလွန်မြင်ကြက်တီးထကျင်စွဲကောင်းလာတယ်နတ်ဆိုးအရေးက၎င်းရဲ့လက်ကိုဝေးရမ်းလိုက်ရာကောင်းကင်ဒီရုပ်ရည်ပြောင်းလဲသွားတယ်မြို့တော်တစ်ခုလုံးပဲပျောက်ကွယ်သွားကချက်ချင်းပဲပတ်ဝန်းကျင်တစ်ခုလုံးကအနီရောင်ကဘာတစ်ခုလိုဖြစ်လာတယ်အဲ့ဒီအနီရောင်ကမီးတောင်များမှာထွက်ပေါ်လာတဲ့အလင်းရောင်ဖြစ်တယ်မြေပြင်တစ်ခုလုံးကချော်ရည်ပူများနဲ့ဖုံးလွှမ်းလာတယ်တိတ်သေးသောအနီရောင်အလင်းကကောင်းကင်ကိုပို့၍ညီရဲပြီးတော့ထိန်ထိန်ညည်းနေစေတယ်အေရီးယာအနှံပေါက်ဝဲတယ်များထွက်ပေါ်လာကမြေကြီးအောက်ကနေလေပူများနဲ့ထွက်ပေါ်လာတယ်။လေပူတွေကပုံရိပ်ရောင်များအဖြစ်သို့လျင်မြန်စွာပြောင်းလဲသွားကြတယ်။တိတ်မကြခင်မှာပဲပုံရိပ်ရောင်ရာချီကရှေးအောင်နတ်ဆိုကဝင်းရံသွားတယ်။ဝမ်လင်းကသူ့ညာလက်ကိုမြှောက်လိုက်ပြီးတော့တက်ပြက်ချင်းစွမ်းရည်အမြင့်တတန်းကသူ့ခန္ဓာကိုယ်ထဲသို့ရုတ်တရက်ဝင်ရောက်လာတယ်။ထိုစွမ်းရည်အမြင့်တန်းကသူ့မျက်ခုံးတစ်ခုကြားမှာအသက်တက်စိတ်တစိမ့်များအဖြစ်သို့ပြောင်းလဲသွားတယ်။တိတ်မကြခင်မှာအသက်တက်စိတ်တစိမ့်တန်းကသူ့တကူလုံးကလျင်မြန်စွာလမ်းချုံသွားတယ်။အဲ့ဒီနောက်မှာ तू ကသူ့တော်အိတ်ထဲကနေပြီးတော့နတ်ဆိုးမိတ်စာချက်ဝက်ကိုထုတ်လိုက်တယ်။အဲ့ဒီချက်ဝက်ကအနက်ရောင်ပိုးသားအဖြစ်ပြောင်းသွားပြီးတော့ဝမ်လင်းကထွေးချုံသွားတယ်။အဲ့ဒီနောက်မှာဝမ်လင်းကကြမ်းကြုတ်တဲ့အနက်ရောင်ချက်ဝက်ကိုဝစ်စင်ထားပြီးဖြစ်နေတယ်။ तू ကခြေတလန်းလန်းကလေထဲသို့ခုန်တက်လိုက်တယ်။ခဏတာတုံဆိုင်သွားပြီးတော့ရုတ်တရက် तू ကတဟုန်လို့ထိုးထွက်သွားတယ်။ရှီအောင်နတ်ဆိုးရဲ့အရေးကချက်ချင်းကြမ်းတဲ့သောအသွင်ထုတ်ပေါ်လာတယ်။၎င်းကမန်သွင်းပြီးတော့ဝမ်လင်းကရက်တက်ရန်အမျိုးမျိုးသောမန်တန်များကိုအသုံးပြုလိုက်တယ်ဝမ်လေးမျက်လုံးများကအေးဆက်လာကသူကပို့ပြီးတော့မြန်ဆန်လာခဲ့တယ်။တစ်ချိန်တည်းမှာပဲသူ့ညာလက်ထဲကမရဏလက်ချောင်းကထွက်ပေါ်လာကလျှက်စီတန်လာထိုးထွက်လာတယ်။အရေးထံမှာတိုက်ခိုက်မှုများတော့ဝမ်လေးကလုံးဝလစ်လူရှူထားတယ်။တချို့မန်တန်များကသူ့အပေါ်သို့ကြောက်လာတော့လေချက်ချင်းပဲအနက်ရောင်ချက်ဝက်မှာမိစ္ဆာဆွဲအိမ်များကပိတ်ဆို့ပေးတယ်။အဲ့ဒီအပြင်သူ့မှာအသက်တဲ့ချိတ်တစိတ်တန်းကလည်းရှိလို့နေတယ်။ဒါကြောင့်မလို့ဝမ်လေးကအဲ့ဒီတိုက်ခိုက်မှုကိုလုံးဝလစ်လူရှူထားနိုင်ခြင်းဖြစ်တယ်။ဝမ်လေးကလျှက်စီတဲ့အလားရွေလျားပြီးကောင်းကင်ထက်မှာခဲအောင်တိတ်တူကနေဖြစ်တည်နေတဲ့အေယာမရှေးအောင်နတ်ဆိုးဒရဂျန်တိုးဝင်လာတယ်။ရှေးအောင်နတ်ဆိုးကအထင်သေးရထုတ်ဝင်ပြီးအေးဆက်စွာနှာခေါင်းရှုပ်လိုက်တယ်။ရှေးအောင်နတ်ဆိုးမိစ္ဆာအောက်မှာရှိရပြန်ကျင်းနေတဲ့နတ်ဆိုးမိစ္ဆာတယောက်ရဲ့ကြက်ဝက်ပါပဲ။ဒါပေမဲ့မင်းမှာနတ်ဆိုးမိစ္ဆာနှလုံးသားမရှိဘူး။ဒါကြောင့်ဒီကြက်ဝက်ကမင်းမှာရှိတာအချီးနီးပဲ။ तू ကဗဇက်ကဟာကဟိန်းတန်ကိုပြုတ်လုပ်တယ်။အဲ့ဒီအတန်းကတိတ်ပြီးတော့နတ်ဆိုးစိတ်ဝိညာဉ်ဆွဲရင်တွေကိုတည်ဆောင်ပြီးတော့ဝမ်လင်းထံသို့တိုးဝင်သွားတယ်။ तू ကရှီအောင်နတ်ဆိုးထံသို့အေးဆက်ကကြည့်ပြီးတော့လက်မြုံကပြောလိုက်တယ်မိစ္ဆာအသွင်မြောင်းချင်း
ချောဝမှာနတ်ဆိုးမိစ္ဆာစွမ်းအင်ကြီးကဝန်လင်းရဲ့ပါဇက်နဲ့နှာခေါင်းကနေတစ်ဆင့်သူ့ခန္ဓာကိုယ်ထဲသို့တိုးဝင်လာကြတော့တယ်အဲ့ဒီစွမ်းအင်ကသူ့ခန္ဓာကိုယ်ထဲမှာလှည့်ပတ်သွားပြီးတဲ့နောက်မှာသူ့လက်ချောင်းထံသို့ထိုးထွက်လာတယ်အဲ့ဒီအခိုက်အတန့်မှာဝန်လင်းသမင်တွေကမျောလွန်ကသူကနတ်ဆိုးမိစ္ဆာတစ်ပါးသို့ပြောင်းလဲသွားသလားကိုထင်မဲ့ရတယ်သူကအနဲ့အောင်ကျုပ်ကိုအသုံးပြုပြီးတော့နတ်ဆိုးမိစ္ဆာတယောက်ဖြစ်အသွင်ပြောင်းလိုက်ပြီးတိုက်ခိုက်မှုအထွတ်အထိပ်တိုက်ခိုက်မှုတစ်ခုဖြစ်နေနတ်ဆိုးမိစ္ဆာလေပြင်းကတိုးထွက်သွားတာတက်တဲ့တစ်ခုအလားလင်းလက်နေတယ်ဝန်လေးရဲ့တိုက်ခိုက်မှုကရှေးအောင်နတ်ဆိုးရဲ့အတန်တိုက်ခိုက်မှုကိုထိုးဖောက်လို့သွားတယ်ရှေးအောင်နတ်ဆိုးရဲ့မျက်လုံးထဲမှာရှိရဲ့လှောင်ပြောင်တဲ့အထင်သေးမှုကအခုထိရှိလို့နေသေးပဲသူကနတ်ဆိုးလင်မြင်းကိုမျက်နှာချင်းဆိုင်ကပါဇက်ဟပြီးတော့ဝါမျိုးလိုက်တယ်အဲ့ဒီနောက်နှကန်းတက်ကပြောလိုက်တယ်မစိုးပါဒီနတ်ဆိုးမိစ္ဆာဆွဲရင်တန့်စင်နေလို့ပြောလို့ရတယ်ဝန်လေးမျက်လုံးကအေးဆက်နေစေအဲ့ဒီအခိုက်အတန့်မှာ तू ကရှေးအောင်နတ်ဆိုးနဲ့ပေတရာအဝါဆိုရောက်နေခဲ့ပြီဖြစ်တယ် तू ကနောက်တဲ့ခြေတလန်းဖြစ်ပေတရာအဝါဆိုရောက်ရှိသွားလေရှေးအောင်နတ်ဆိုးကဝန်လေးကိုမျက်ချင်မပြတ်စိုက်ကြည့်နေတယ်သူ့မျက်လုံးထဲကထူးဆန်းတဲ့အလင်းတစ်ခုထုတ်လွှတ်လို့နေတယ်ရုပ်ရည် तू ကလှုပ်ရှားလိုက်ပြီးတော့ तू ကကြီးမားတဲ့ခန္ဓာကိုယ်ကြီးထံမှာနတ်ဆိုးဝိညာဉ်ဆွဲရင်များပေါက်ကွဲထုတ်လွှတ်လာတယ်အဲ့ဒီနတ်ဆိုးဆွဲအင်တွေထဲမှာရှေးအောင်နတ်ဆိုးရဲ့နက်ဖျားအာယုံတွေပါဝင်နေတယ်အဲ့ဒီအရာကလှင်မြန်စွာနဲ့သူ့ကိုပေတထောင်ပက်လေသူလွှမ်းခြုံသွားတယ်ပြင်းထန်တဲ့ PR အဲ့ဒီ area အတွင်းသို့ရုပ်ရည်ကြားရောက်လာတယ်ဝန်လေးရဲ့ခန္ဓာကိုယ်အတွင်းမှာကျိုးပြတ်တံများထွက်ပေါ်လာတယ်အဲ့ဒီနောက်သူ့ပက်လေမှာရှိတဲ့နတ်ဆိုးမိစ္ဆာဆွဲအင်တွေကပျောက်ကွယ်လို့သွားတယ်သူကအသက်ဝဝရှူသွင်းကတင်းငိမ့်စွာပြောလိုက်တာကိုပြောင်းလဲခြင်းနတ်ဆိုးလောကမြစ်ကအဲ့ဒီ area တွေတို့အတင်းထွက်ပေါ်လာပြီးတော့ဝန်လေးရဲ့ခြေထောက်အောက်ကနေပြီးတော့လမ်းကြောင်းတစ်ခုကိုဖြစ်စေတစီလောကမြစ်ကသူ့ကိုထွေးပွေလွှမ်းခြုံပြီးတော့ပြန်လဲမွေးပါခြင်းစွမ်းရည်ကဒီ area ကိုလွှမ်းခြုံတာတယ်ဝန်လေးကတင်းငိမ့်စွာနဲ့နောက်ထပ်ပေတရာတို့ထက်လှမ်းလိုက်တယ်ရှေးအောင်နတ်ဆိုးကအေးဆက်စွာနှာခေါင်းရှုံပြီးတော့သူ့လက်ကိုလက်သေးအသွင်ပြောင်းပြီးတော့ဝန်လင်းထံကိုကုတ်ဆွဲလိုက်တယ်အဲ့ဒီလက်သေးကုတ်ချက်ကတိတ်သီးတဲ့နတ်ဆိုးစိတ်ဝိညာဉ်စွမ်းရည်ကြီးများစွာပါဝင်နေတယ်ရုပ်ရည်ရဲ့ကျန်းဝတ်မှနတ်ဆိုးမိစ္ဆာစွမ်းရည်အားလုံးကလည်းပျောက်ကွယ်သွားတယ်ဝန်လေးရဲ့ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်သွားတယ်အဲ့ဒီနောက်မှာတတန်းသောအသက်တဲ့ချိတ်စိတ်များကလည်းတောက်ပလာတယ်ဝန်လေးကမန်သွန်းလိုက်တယ်နောက်ဆုံးအမယ်အစား तू ကရှေ့သို့ထိုးထွက်သွားတာရှေးအောင်နတ်ဆိုးကြီးလက်သေးကုတ်ချက်နဲ့ရင်ဆိုင်လိုက်ပြီဘဲကောင်းကင်မှာကွဲကြည့်သွားတော့တဲ့အတန်အဲ့ဒီ area မှာဗေ့တယ်ထက်သွားတယ်ရှေးအောင်နတ်ဆိုးရဲ့ညာလက်ကဝန်လေးကြောင့်လေထဲမှာလွတ်ထွက်သွားတယ်ဝန်လေးကတော့သူ့အသက်တဲ့ချိတ်စိတ်တတန်းလှင်မြန်စွာပျက်စီးပြိုလွဲကုန်ကြတယ်တို့ပေမဲ့အဲ့ဒီဂျိတ်တိစိတ်တွေကလှင်မြန်စွာပြန်လဲဖြစ်တည်လာတယ်ဝန်လေးကနောက်ထပ်ပေတရာတို့ခြေတလဲလှမ်းလိုက်တယ်ရှေးအောင်နတ်ဆိုးရဲ့မျက်လုံးထဲမှာရှိတဲ့တောင်မြောင်မှုကတဖြည်းဖြည်းပျောက်ကွယ်သွားပြီးတော့တက်ဖြတ်ခြင်းစိတ်တွေအစားထိုးဝင်ရောက်လာတယ်သူကဝန်လေးနဲ့အစောပိုင်းမှာရင်ဆိုင်ရတော့ဝန်လေးကိုကစားကြည့်ရဲ့ရွယ်ချက်သာရှိနေခဲ့တယ်တို့ရတယ်အခုအခိုက်အတန့်မှာဝန်လေးကနီးကပ်လာသည့်အခါ तू ကတခုခုမှားနေသည်ကိုခံစားမိလိုက်တယ်ပေလုံးမှာဒီလူကိုလွတ်လိုက်တဲ့ရွယ်ချက်စိတ်ဆန္ဒတစ်ခုရှိနေလိမ့်မယ်ရှေးအောင်နတ်ဆိုးရဲ့မျက်လုံးထဲကတက်ပြတ်ခြင်းစိတ်ဆန္ဒကဖြတ်ကနေလင်းလက်သွားတယ်။ तू ကမြင့်တိရှေးအောင်နတ်ဆိုးမန်တယ်မှာအတုံးမပြုတ်လို့နတ်ဆိုးမန်တယ်မိစ္ဆာတက်ဖြတ်ခြင်းရှေးအောင်နတ်ဆိုးကဂျိတ်စိတ်တစ်ခုဖြစ်စေနတ်ဆိုးစိတ်ဝိညာဉ်စွန့်ရင်အမြင့်တန်းများကဝဲကြော်များအဖြစ်ပြောင်းလဲသွားပြီးတော့သူ့ခန္ဓာကိုယ်ထဲကနေပြန်တန်းထွက်လာတယ်။ချော်ရည်မှုများနဲ့ပြည့်နေနေတဲ့မြေကဘာကြီးကစတင်စူပွက်လာတယ်။အဲ့ဒီနောက်မှာလေပူတန်းများကထိုးထွက်လာပြီးတော့ရှေးအောင်နတ်ဆိုးရဲ့ရှေ့မှာစူးစီးလာကြတယ်။တိတ်မကြခင်မှာပဲကြီးမားတဲ့လှန်တန်ရှင်ကြီးတစ်ခုကသူ့ရှေ့မှာပေါ်ထွက်လာတယ်။အဲ့ဒီလှန်တန်ကหนีရဲပြီးတော့နေတယ်။ထိပ်ဖျားကနေပြီးတော့တိတ်သီးတဲ့နတ်ဆိုးစိတ်ဝိညာဉ်စွမ်းရည်ကိုထုတ်လွှတ်နေပြီးတော့ပြင်းထန်တဲ့အပူအော်ရာတစ်ခုကပါဝင်နေတယ်။ထိုလန်ထွက်ပေါ်လာတဲ့အခိုက်မှာဝန်လေးရဲ့နှလုံးသားထဲနဲ့တေချင်းရှင်ချင်းအပွေအသက်ကိုခံစားလာရတယ်။သူ့မျက်လုံးကလက်ခနဲဖြစ်သွားတယ်။တိုးတော်လဲ तू ကရက်တဲ့ညင်မရှိပဲရှေ့တို့လာတိုးဝင်လာတယ်။နောက်ထပ်ပေဒီယာလှမ်းလိုက်ပြီး तू ကသူ့ညာလက်နဲ့မျက်ခုံးတစ်ခုကြားသို့ထိလိုက်တယ်။အဲ့ဒီနောက်မှာ तू ကလက်ကိုညွှန်ကတိုးညင်းစွာပြောလိုက်တယ်။တပ်ပြက်ချင်းစွဲအမြင့်တန်းတစ်ခုတည်းဖြင့်ပေါင်းဆက်လိုက်။အသက်နဲ့ဂျိတ်တစိတ်တန်းကဝန်လေးလက်ချောင်းဖြင့်ဆွဲထုတ်ခြင်းခံလိုက်ရသည်ထင်မှတ်လိုက်ရတယ်။အဲ့ဒီနောက်မှာအသက်တဲ့စွဲရည်များအမြင့်တန်းတစ်ခုတည်းကြံတဲ့အထိပေါင်းစည်းသွားတယ်။ရှေးပြဟောသူလိုပုံကူတောင်မှပဲဒီမိခိုးရောက်အမြင့်တန်းထဲမှာပါဝင်နေတဲ့တပ်ပြက်ချင်းစွဲရည်ပမာဏကိုတုံလုံးမိလိမ့်မယ်ဖြစ်တယ်။အဲ့ဒီအခိုက်အတန့်မှာတပ်ပြက်ချင်းစွဲရည်တွေကဝန်လေးလက်ချောင်းထိပ်မှာစုဝေးလာတယ်။အဲ့ဒီတော့မှ तू ကရှေ့သို့ထပ်လှမ်းလိုက်တယ်။ဒီတစ်ချိန်မှာတော့ तू ကရှေးအောင်နှက်ဆိုးနဲ့ပေ900အကွာသို့ရောက်ရှိသွားတယ်။ तू ကရှေးအောင်နှက်ဆိုးနဲ့ပေ900အတွင်းဝင်သွားတဲ့အခိုက်အတန့်မှာသူ့မျက်လုံးကရုတ်တရက်လင်းလက်သွားပြီးတော့အလွန်တရာရှုပ်ထွေးလာတဲ့ဂါထာတစ်ခုစတင်ရွတ်ဆိုရတယ်။ဒီတစ်ချိန်ထဲမှာပဲသူ့ရဲ့ဘယ်လက်မဲ့စိတ်တစိတ်တစ်ခုဖြစ်စေလိုက်တယ်။အဲ့ဒီဂျိတ်တစိတ်ကရှေးအောင်နှက်ဆိုးပေလို့သူ့ကိုပေးထားခဲ့တာပဲဖြစ်တယ်။ပေလို့နဲ့သူသဘောတူညီချက်က
သူကနတ်ဆိုးအကာကိုဖျက်ဆီးပြီးတော့ရှေးအောင်နတ်ဆိုးတစ်ပါးဤပေ900အတွက်ကိုရောက်အောင်သွားရင်အဲ့ဒီမန်နယ်ကိုအသုံးပြုပေးရင်ဖြစ်တယ်သူကဒီအစစ်နှစ်ခုကိုပြီးမြောက်အောင်လုပ်ပြီးရတဲ့သူ့ရဲ့အဓိကသဘောတူညီချက်ကပြီးပြည့်စုံသွားလိမ့်မယ်တကယ်တော့ဝန်လေးရဲ့စွမ်းအားရှေးအောင်နတ်ဆိုးတစ်ပါးကိုအနိုင်ယူဖို့အတွက်ဘလုံးမှမဖြစ်နိုင်အဲ့ဒီစစ်ပွဲဖြစ်ပွားရတဲ့အဓိကအကြောင်းရင်းကမီးနတ်ဆိုးနိုင်ငံရဲ့မြို့တော်အတွန်းတာညီသူမှမရှိအောင်လှုပ်လို့ချင်တာဖြစ်တယ်မြို့တော်ကိုကာဝယ်ပေးသည့်လူတွေမရှိတော့ဘူးဆိုတဲ့အခါဝန်လေးကရှေးအောင်နတ်ဆိုးကြီးပေ900အတွန်းသို့ရောက်အောင်သွားနိုင်ပြီလိမ့်မယ်ဝန်လေးဘယ်နဲ့မှဂျက်ကစိတ်ပေါ်လာတဲ့အခိုက်မှာသူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးတွေကစူပွက်မြင့်တက်လာအဲ့ဒီတော့သူကသွေးများစွာအန်ထုတ်လိုက်ရတယ်တပြိုင်နက်တည်းမှာပဲသူ့ခန္ဓာကိုယ်အနှံ့မှာကျိုးပြတ်တံများထွက်ပေါ်လာတာသွေးမြင့်တစ်ခုပေါ်လာတယ်အဲ့ဒီအခိုက်အတန့်မှာရှေးအောင်နတ်ဆိုးရဲ့အသွင်ပထမဆုံးအကြိမ်အဖြစ်ကြီးစွာပြောင်းလဲသွားတော့တယ်သူကဝန်လေးရှိမှရှိတဲ့သွေးမြူလေးတက်စွာစူးစိုက်ပြီးတော့ကြည့်သူကလေးလေးနဲ့ပြောလိုက်ဒီသွေးကရှေးအောင်နတ်ပြတစ်ပါးရဲ့အော်ရာပါဝင်နေတယ်ဒါကြောင့်ဒါကဒီလိုပေါ့သွေးမြူထွက်ပေါ်လာပြီးတဲ့နောက်မှာ၎င်းကတိတ်သီးစာသွေးလူတယောက်ဖြစ်တည်လာတယ်တစ်ချိန်တည်းမှာပဲထိုသွေးလူကမျက်လုံးဖွင့်ကသူ့ထံမှာအလွန်တရာလွှမ်းမိုးကြောက်ဖွယ်ပဲကောင်းတဲ့နတ်ဖျားအာယုံတစ်ခုဆင်းသက်လာတယ်အဲ့ဒီအခိုက်အတန့်မှာမီးနဲ့ဆိုနိုင်ငံတစ်ခုလုံးမှာရှိရဲ့တက်ရှိအားလုံးကရုပ်ရည်သူတို့ရဲ့စိတ်နှလုံးထဲနဲ့စိတ်ပူပန်မှုကိုခံစားလိုက်ရတယ်အလွန်နှဲပါတဲ့လူတချို့ကတကယ်အဖြစ်အမှန်ကိုသိကြတယ်တို့ရမှာလူအများစုကတော့အကူကြီးမဲ့သွားပြီးတော့သူတို့စိတ်ထဲမှာစိုးရိမ်ကြောက်လန့်မှုဝင်ရောက်နေတော့တယ်အဲ့ဒီအခိုက်အတန့်မှာအခြားနိုင်ငံခုနှစ်ခုမှာရှေးအောင်နတ်ဆိုးတွေရဲ့အသွင်မြင်ရလဲပြောင်းလဲသွားကြတယ်သူတို့ရဲ့မျက်လုံးတွေကလက်ခနဲဖြစ်သွားပြီးတော့မီးနဲ့ဆိုးနိုင်ငံမျိုးတော်ရှိအောင်ကြည့်လိုက်တယ်မီးနဲ့ဆိုးနိုင်ငံရဲ့ရှေးအောင်နတ်ဆိုးရဲ့လေတံကတိုးညင်းစွာထွက်ပေါ်လာတယ်မင်းကရှေးအောင်နတ်ဖျားအော်ရာနဲ့ကြင်ညံသူတယောက်ကိုရှာတွေ့တဲ့မင်းကန်ကကောင်းလွန်းနေတယ်သူ့သွေးနဲ့မင်းတို့နှစ်ယောက်ဂျားကနတ်ဖျားအာယုံကြီးချိတ်ဆက်ထားမှုကမင်းကိုပုံစံဖြစ်တည်စေနိုင်လိမ့်မယ်ဒါဆိုရင်မင်းကကောင်းကင်နတ်ဆိုးနိုင်ငံရဲ့အတားဆီးကနေထွက်သွားနိုင်တယ်ပီလော့ရဲ့အတန်ကသွေးလူထံကနေတည်ငြိမ်စွာထွက်ပေါ်လာတယ်ငါတို့ကအချိန်အတန်ကြာကလေးကကွဲထွက်နေခဲ့ကြတာဒီလိုလားဆက်ဖြစ်နေငါတို့တယောက်ပြီးတယောက်ဖြက်စီးခံရလေငါတို့သာပေါင်းစည်းလိုက်မယ်ဆိုရင်ငါတို့ကရှေးဟောင်းနတ်ဆိုးအစ်စ်တစ်ပါးအဖြစ်ပြန်လဲမွေးဖွားနိုင်လိမ့်မယ်ကျန်တဲ့ခုနှစ်ယောက်ကိုလည်းငါတယောက်ပြီးတယောက်ဝါလို့ပြင်မယ်